သူတွေကလိန်ပြောရမှအဆင်ပြေတယ်လို့ယူဆကြတယ်မဟုတ်ပါဘူးပြောကြရှင်မှန်တိုင်းပဲပြောလို့ရတယ်သို့တော့မြတ်စွာဘုရားတောင်းတင်ဆုံးမထားတာချီပါဇက်ဆိုတာမပြောဘဲနေလို့လည်းရတာပဲလေလိန်ပြောမှမဟုတ်တာအဲ့တော့လိန်ရမယ်ဆိုမလိန်မဲနေမယ်ပေါ့မပြောဘဲနေမယ်ပေါ့လိန်လိုက်လို့ရှိရင်လိန်ထားတဲ့အကြောင်းအရာတစ်ခုကပေါ်လာလို့ရှိရင်ဒီလူဟာလူလိန်ဆိုပြီးတော့သိပြီးတော့မယုံကြည်ကြတော့ကိုလိန်လိန်လိုက်တဲ့အတွက်ကြောင့်တစ်ဖက်သားမှာအကျိုးပြတ်သွားရင်ပို့ပြီးတော့ဆိုးတဲ့ပြစ်မှုတစ်ခုဖြစ်လာတစ်ဖက်သားကိုထိခိုက်နေတာဒါကြောင့်မို့မြတ်စွာဘုရားအပြောနဲ့ပတ်သက်ပြီးတော့ဆုံးမသွန်သင်ထားတာရှိစကားပြောမယ်ဆိုလို့ရှိရင်တဲ့မှန်တာကိုပဲပြောရမယ်မမှန်တာကိုမပြောရဘူးမမှန်ဘူးဆိုမပြောဘဲနေမယ်မှန်တာပဲပြောမှန်တယ်ဆိုပြီးတော့ရောပြောတဲ့သလားတွေးရမယ်နော်ဟုတ်တော့ဟုတ်တယ်ဒါပေမဲ့ဟုတ်တိုင်းပြောရမလားလို့ဆိုမြတ်စွာဘုရားအကျိုးရှိမှပြောအကျိုးမရှိရင်မပြောနဲ့အကျိုးရှိတယ်ဆိုတာဒီလိုပြောလိုက်တဲ့ဖြင့်ကိုယ့်အတွက်လည်းအဆင်ပြေတယ်သူ့အတွက်လည်းအဆင်ပြေတယ်အဲ့လိုကောင်းကျိုးချမ်းသာဖြစ်တဲ့စကားမျိုးပဲပြောမှန်လဲမှန်တယ်အကျိုးလည်းရှိတယ်အဲ့ဒီလိုစကားမျိုးတောင်အချိန်မီပြောရမလားလို့ဆိုမဟုတ်ဘူးပြောတယ်မှပြောချိန်တန်မှပြောမြတ်စွာဘုရားအချိန်မတန်ရင်မပြောနဲ့အဲ့တော့စကားပြောပြီဆိုရင်မှန်လဲမှန်ရမယ်အကျိုးလည်းရှိရမယ်ပြောဖို့လည်းတင့်နေတဲ့အချိန်ရောက်ပြီဆိုမှပြောဒီလိုဆိုလို့တယ်ပေါ့ဟုတ်ပြီပြောပြီဆိုတာတောင်မှပဲစဉ်းစားလိုက်အောင်ဘယ်လိုပြောမလဲပြောတာကနှစ်မျိုးရှိတယ်ရိုင်းဆိုင်ကြီးပြောမှလားရင်ကြီးကြီးပြောမှလားဟောဆိုရိုင်းဆိုင်ဘယ်တော့မှမပြောနဲ့ရင်ကြီးကြီးပြောတစ်ဖက်သားနာခံတာတဲ့စကားနဲ့ပြောpolite impolite ဆိုတာရှိတယ်နော်ရင်ကြီးရမယ်ရင်ကြီးကြီးပြောဟုတ်ပြီရင်ကြီးကြီးပြောတယ်တချို့ကရင်ကြီးကြီးပြောတော့လည်းပဲစိတ်แท้ကပုတ်နေတာရှိတယ်နော်မကောင်းတဲ့စိတ်နဲ့ပြောတာရှိတယ်အေးမြတ်စွာဘုရားစိတ်ထားတောင်မှပဲဒေါသစိတ်နဲ့မပြောနဲ့မေတ္တာစိတ်နဲ့ပဲပြောသူ့အကျိုးကိုလိုလားတယ်ဆိုစိတ်နဲ့ပဲပြောပါဟုတ်အဲ့တော့စကားပြောမှုဆိုတာနဲ့ပတ်သက်ပြီးတော့ကိုချင်းသီလထိမ့်သိမ်းဆောက်ရှောက်တဲ့အခါမှာမှန်တာကိုသာပြောရမယ်မှန်လဲမှန်ရမယ်အကျိုးရှိတာကိုသာပြောရမယ်မှန်လဲမှန်တယ်အကျိုးလည်းရှိတယ်ပြောတဲ့အချိန်ရောက်မှပြောရမယ်ပြောပြီဆိုတဲ့အခါမှာနုညံ့သိမ်မွေးတယ်ယဉ်ကျေးတဲ့စကားနဲ့ပြောပါစိတ်ဓာတ်ကလည်းမေတ္တာစိတ်နဲ့ပြောပါဆိုဒါပြည့်စုံနေပြီလေ